Hello 你好ဒီချက်ဒီနေ့မှာတော့လေ Chinese New Year ကလေရောက်တော့မှာဆိုတော့ New Year ဆူတောင်းစကားလေးတွေကို sharing လုပ်ပြီးမယ်နော်ပထမဆုံး Chinese လို့ Happy New Year ကိုဘယ်လိုခေါ်လဲဆိုတော့新年快乐新年快乐 Happy New Year 新年快乐ဘယ်လိုခေါ်လဲပေါ့နော်新年快乐 Happy New Year ရောက်ပြီဆိုရင်လေလူတော်များများပြောတဲ့ဆူတောင်းစကားလေးကတော့အဲ့ရနေစလိုက်မယ်နော်နံပါတ်1အနေနဲ့ကတော့恭喜发财恭喜发财恭喜发财ဆိုတာကျတော့စီးပွားလက်လာပါတီတိုးတက်ပါစေလို့ပြောတာပေါ့နော်恭喜发财နောက်နံပါတ်2ကကြတော့心想事成心想事成心想ဆိုတာကိုယ်စိတ်ထဲမှာတွေးလိုက်တဲ့အရာတွေက事成ဆိုတာတကယ်ဖြစ်ပေါ်လာပါစေ心想事成နံပါတ်3အနေနဲ့ကတော့万事如意万事如意万事如意ကလည်းအဲ့တိုင်းပဲကိစ္စတွေအကုန်လုံးကဆန္ဒရှိတဲ့အတိုင်းဖြစ်ပါစေ心想事成နဲ့မထူးပေါ့နော်တိတ်မကွာဘူး万事如意နောက်နံပါတ်4အနေနဲ့ကတော့年年有余年年有余余ဆိုတဲ့အဓိပ္ပာယ်ကပေါ်များတာ年年ဆိုတာနှစ်စဉ်တစ်နှစ်ပြီးတစ်နှစ်စီးပွားလက်လာပါတီပို့ပြီးတော့ပေါ်များလာပါစေ年年有余လို့လေးဆိုတောင်းနေပါเนาะနောက်တစ်ခုကတော့ number 5အနေနဲ့ကတော့大吉大利大吉大利大吉大利ဆိုတာကျတော့ great luck ကံကောင်းပါစေအဲ့လိုပြောတာပေါ့เนาะ大吉大利နောက် number 6အနေနဲ့ကတော့岁岁平安岁岁平安ဆိုတာ平安ဆိုတာကြတော့ငြိမ်းချမ်းမှုရရှိတာပေါ့နော်ဘယ်အတွက်ရမှမဆိုအေးအေးချမ်းချမ်းငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ပဲဖြစ်ပါစေအဲ့လိုပြောတာပေါ့နော်နောက် number 6 number 7ပေါ့ number 7အနေနဲ့ကကြတော့身体健康身体健康ဆိုတာကျန်းမာရေးတွေကောင်းမွန်ပါစေ身体健康နောက်ကလေးလေးတွေကိုပညာရေးပိုင်းမှာတိုးတက်ပါစေဆိုပြီးတော့ဆုတောင်းပေးခြင်းနေဆိုရင်တော့ဘယ်လိုဆုတောင်းပေးရမလဲဆိုရင်学业进步学业进步ဆိုပြီးတော့ဆုတောင်းပေးလို့ရတာပေါ့နော်ဒါဆိုရင် Chinese New Year နဲ့ပတ်သက်ပြီးတော့ဆုတောင်းစကားလေးတွေပြောတတ်မယ်လို့ထင်ပါတယ်เนาะဒါဆိုရင်新年快乐万事如意心想事成拜拜